Golden Bells အင်္ဂါနေ့28ရက်ဇူလိုင်လ2026နေ့စဉ်ဖတ်ရှုရန်ကျမ်းရှင်ယောဟန်ခရစ်ဝင်အခန်းကြီး30အခန်းငယ်22ကနေ42ဒီကနေ့ဆင်ခြင်တွေးတောဖို့အဓိကကျမ်းပိုက်ကတော့အိုထာဝရဘုရားကိုတော်သည်ကြားတော်မမူပဲအဘယ်မျှကာလပတ်လုံးအကျွန်ုပ်အော်ဟစ်ရပါမည်နီဟဘကုတ်အခန်းကြီး1အခန်းငယ်2ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အတူတကွဆင်ခြင်ပြီးခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်အားဖြင့်ဖျားသခင်ထံမှကြားနာခြင်းအကြောင်းကိုဝင်ငှခြင်းပါတယ်။ဟဘကုတ်ရဲ့ဟစ်ကြော်တန်ဟာသူရင်ဆိုင်ခဲ့ရတဲ့နှက်ဆိုင်တဲ့ကိုရေးကိုတာမရေရာမှုကိုထင်ဟပ်ပြနေပါတယ်။ဒါပေမဲ့သူဟာအဖြေအားလုံးကိုသိတော်မူတဲ့ဖျားသခင်ထံလှည့်လာခဲ့ပါတယ်။ဟဘကုတ်အခန်းကြီး2အခန်းငယ်4မှာတွေ့ရပါတယ်။ဖျားသခင်ကိုစောင့်မျှော်ပြီးတဲ့နောက်သူ့ရဲ့ယုံကြည်ကိုးစားခြင်းဟာပိုပြီးနှက်ဆိုင်လာခဲ့ပါတယ်။ထာဝရဘုရား၌ငါဝမ်းမြောက်၍ငါကိုကယ်တင်တော်မူသောဖျားသခင်ကိုအမိပြုလျက်ရှင်လန်းမည်။အရှင်ထာဝရဘုရားသည်ငါ၏အစွမ်းတတ္တိဖြစ်တော်မူ၏တို့ဟဘကုတ်အခန်းကြီး3အခန်းငယ်18ကနေ19မှာဆိုထားပါတယ်သူရဲ့မျှော်လင့်ခြင်းဟာဘုရားသခင်ရဲ့စကားတော်ကိုနားထောင်ခြင်းကနေလာခဲ့တာဖြစ်ပါတယ်ယနေ့ကျွန်တော်တို့လည်းကျမ်းစာတော်အားဖြင့်ဘုရားသခင်၏စကားတော်ကိုကြားနာကြရပါတယ်တမန်တော်ပေါလုကတိမောသေကိုတတိပေးခဲ့တာကဒီတိုင်းပါကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ဘုရားသခင်၏လူသည်စုံလင်ခြင်းသို့ရောက်စေရန်ဖြစ်၏လို့တိမောသေဩဝါဒစာဒုတိယဆောင်အခန်းကြီး3အခန်းငယ်15ကနေ18မှာဆိုထားပါတယ်။ Gideon's International ကဲ့သို့ကျမ်းစာဝေငှတဲ့အဖွဲ့အစည်းတွေဟာလူများစွာဘုရားသခင်၏နှုတ်ကပတ်တော်ကိုရရှိပြီးဖတ်ရှုကြတာကိုမြင်ရတဲ့အတွက်ဝမ်းမြောက်ကြပါတယ်။တကယ်တော့နှုတ်ကပတ်တော်မရှိခဲ့ရင်ကျွန်တော်တို့ရဲ့အသက်တာဟာဘလောက်လမ်းပြောက်မှောင်မိုက်နေမလဲဆိုတာကျွန်တော်တို့စဉ်းစားကြည့်သင့်ပါတယ်။နှုတ်ကပတ်တော်ဟာကျွန်တော်တို့ရဲ့ခြေရှိမှမီးသွဲလမ်းခီးမှအလင်းဖြစ်ပါတယ်။တခါတရံကျွန်တော်တို့လည်းဟဘကုတ်ကဲ့သို့ပဲဒုက္ခထဲမှာဘုရားသခင်တိတ်ဆိတ်နေသလိုခံစားရတတ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကျမ်းစာကိုဖွင့်ဖတ်လိုက်တဲ့အခါဘုရားသခင်ဟာကျွန်တော်တို့စီစကားပြောနေတာကိုကြားရခံစားရပါတယ်။အဲ့ဒီနှုတ်ကပတ်တော်ကနေခွန်အားမျှော်လင့်ခြင်းနဲ့လမ်းညွှန်မှုကိုရရှိကြပါတယ်။ချစ်တော်ညီကိုမောင်နှမတိုင်းဟဘကုတ်သူ့ခေတ်မှာပြုခဲ့သလိုပဲကျွန်တော်တို့လည်းဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုအဖိုးထားကြပါစို့။နေ့စဉ်ဖတ်ရှုဆင်ခြင်နှလုံးသွင်းပြီးအဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့ရဲ့အတွေးခေါ်လှုပ်ဆောင်ခြင်းနဲ့ယုံကြည်ခြင်းကိုလမ်းပြဥဆောင်ခွင့်ပေးလျက်ဟဘကုတ်ကဲ့သို့ယုံကြည်ခြင်းအပြင်ခွန်အားနဲ့အသက်ရှင်နိုင်ကြတဲ့သူများဖြစ်ကြပါစေကြောင်း Golden Bells Daily Devotion မှာဝင်ငှလိုက်ရပါတယ်။အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ။